ဆရာမရဲ့ကဏ္ဍကိုမှစောင့်ပြီးထိုးကြတဲ့ဆရာမရဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါစေတနာရှင်ဆရာမလေးအကောင့်ကနေကြိုဆိုလိုက်ပါတယ်ရှေ့တစ်ဘက်ကဆရာမ brace စတိုက်မှန်ခဲ့တဲ့ရှေ့ဘက်တွေအားပေါက်ကြတယ်နော်ဆရာမပေးတဲ့ဗုဒ္ဓဟူးမကျော်မွေးပရိဆိုတာအပတ်တိုင်းမပြတ်မကွက်မှန်ခဲ့ပါတယ်လူဟောင်းတွေသိပါတယ်ခုမှဝင်လာတဲ့လူသစ်တွေကတော့ဆရာမဗီဒီယိုအရင်ဗီဒီယိုတွေကိုပြန်ကြည့်ပြီးတော့လေ့လာပါရှေ့တစ်ဘက်ကဆရာမမအားလို့ line မတက်ဖြစ်လို့နှစ်ပွဲတော့လွတ်သွားတယ်နှစ်ပွဲကိုဆရာမကနန်းမရှာပြဖို့မတင်ပြခဲ့ဘူးလေးပွဲကတော့အောင်ပွဲရခဲ့တယ်နှစ်ပွဲကတော့လွဲသွားခဲ့ပါတယ်တဲပေါက်ခဲ့တဲ့အခါတွေလည်းရှိပါတယ်ရှေ့တစ်ဘက်တွေကဆရာမပေးတဲ့ရွေးကွက်သုံးကွက်ထဲကဒဲကနန်းတွေလည်းပါခဲ့ပါတယ်ဒဲပေါက်ပြီးတော့ရကြတဲ့သူတွေလည်းရှိပါတယ်ဒီတစ်ပတ်လည်း23ရက်3လ26အတွက်ဆီယာမဗုဒ္ဓဟူးမကျော်မွေးပရိတ်ပေးပါမယ်မွေးပရိတ်အသစ်ထပ်ပေးပါမယ်ဗုဒ္ဓဟူးကျော်မွေးပရိတ်ပေးမယ်ပတ်တီးတစ်လုံးပေးမယ်ပတ်တီးနဲ့မကစားနိုင်တဲ့သူတွေအတွက်ရွေးကွက်3ကွက်ပေးထားမယ်ပတ်တီးတစ်လုံးနဲ့တော့အောက်ကိုပေးမကစားနဲ့ရွေးကွက်3ကွက်ပါထည့်ထိုးတကယ်လို့ပတ်တီးမကစားနိုင်ဘူးထိုးခြင်းမများမတက်နိုင်ဘူးဆိုတဲ့သူတွေမှရွေးကွက်3ကွက်နဲ့ကစားပါနော်ဆမတင်သမျှတွေကိုတေချာလိုက်ပြီးတော့မလွတ်တမ်းကြည့်နိုင်ဖို့မြင်နိုင်ဖို့ဆမရဲ့ဒီ channel လေးကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပေါ့နော်ဆမကပေါက်ပေးတောင်းတဲ့ဆမမဟုတ်ဘူးမန်ပါမခေါ်ဘူးချက်ပေါက်လည်းမခေါ်ဘူးဆမအတွက်ဘာမှမလိုအပ်ဘူးဆမပြည့်တဲ့တေရှိကအားပေးပါတယ်ဆိုတဲ့စကားတစ်ခုမှလိုအပ်တာဖြစ်တဲ့အတွက်ကွန်မန့်မှာအားပေးပါတယ်လို့ပြီးတော့မှန်းခဲ့ပြီနော်ဒါကဆမအတွက်ခွန်အားပါဆမရဲ့ပရိသတ်တွေကိုရစေချင်လို့ဖတ်ပေါင်းစုံစိုက်ပေါင်းစုံကနေတွက်ချက်ပြီးတော့ကဏ္ဍတွေကိုတည်တည်ချာချာရှာပွေးထားတာပါညဘက်ဆိုလဲဆမတော်ရုံနဲ့မအိပ်ပါဘူးကဏ္ဍရှာခဲ့ပါတယ်ကဏ္ဍရှာနေရတဲ့အချိန်ကုန်နေရပါပို့ပြီးတော့တိကျအောင်အမှားနဲ့ပြီးအမှန်များအောင်ဆမကြိုးစားပေးနေပါတယ်ကဲခုအရေးကြီးတဲ့ပိုင်းရောက်လာပြီနော်တေချာလိုက်မှတ်ပါပတ်တီးတစ်လုံးရွေးပေးပါမယ်3ပတ်တီးကြိုက်တယ်နော်3ပတ်တီးလိုက်ထိုးပါ3ပတ်တီးကိုပတ်ပါအပတ်တိုင်းမှန်ခဲ့တဲ့ဗုဒ္ဓဟူးမကျော်မွေးပရိတ်တောင်းထားတဲ့သူတွေအတွက်ကတော့9ပရိတ်တစ်လုံးရှိပါမယ်9ပရိတ်ရှိပါမယ်9ပရိတ်ဖြစ်တဲ့3ခွန်16 25 34 98တို့ပဲဖြစ်ပါတယ်ဒီမှာကဏ္ဍနေပြောရဲဆိုတာကတချို့တွေကကြံခဲ့မှာဆိုလို့ပါဒီ9ခွက်ကတော့ဗုဒ္ဓဟူးမကျော်ပါဘူးဗုဒ္ဓဟူးမကျော်မွေးပရိတ်9ပရိတ်ပါစောစောထွက်ရင်စောစောပေါက်မယ်တေချာတာကတော့ဗုဒ္ဓဟူးမကျော်စီရဘူးဒါကအမြဲမှန်နေခဲ့တဲ့ site ပါပတ်တိမစောနိုင်လို့ရွေးခွက်3ခွက်ပဲရွေးခိုင်းတဲ့သူတွေအတွက်ကတော့3ခွန်ရှိမယ်25ရှိမယ်98ရှိပါမယ်ဒီ3ခွက်ကတော့ရွေးခွက်3ခွက်ပါရွေးခွက်3ခွက်ကိုမိန်တင်ထိုးပြီးတော့ပပလေးတော့အားပေးပါဒါဆိုရင်ဒါရှိတစ်ပတ်ဗုဒ္ဓဟူးနေ့အထိကရုံလောက်ပါပြီအားလုံးပဲစင်မပေးတဲ့ကဏ္ဍကိုထိုးပြီးတော့ပေါက်ကြပါစေအကျွေးတွေရှိရင်လည်းအကျွေးတွေကြည်ပါစေ